မင်္ဂလာပါရှင်ဘာမာရိုက်မီဒီယာမှကြိုဆိုပါရစေဒီကနေ့အင်္ဂါနေ့ညနေခင်းနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ထဝယ်နီးပညာတက္ကသိုလ်ရှေ့တွင်စက်ကြေကောက်နေတဲ့စစ်တပ်ကိုတိုက်ခိုက်မှုစစ်သား3ဦးသေဆုံးပြီးတနက်3လက်နဲ့ခဲယမ်းများတင်စီရရှိခဲ့တဲ့ဆိုတဲ့သတင်းစစ်ပွဲအခြေအနေဆိုးရွားလာတဲ့အရှိအလဲပိုင်းဒေသမှာနေရပြန်လို့သောထိုင်းနိုင်ငံသားများကိုထိုင်းအစိုးရကအထူးလေယာဉ်များဖြင့်ကယ်ထုတ်ရန်စီစဉ်နေချိန်မြန်မာနိုင်ငံသားအများစုမှာကယ်သူမဲ့နေတဲ့ဆိုတဲ့သတင်းအပါအဝင်အခြားစိတ်ဝင်စားစရာနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ပထမဦးဆုံးသတင်းတစ်ပုဒ်အနေနဲ့တနင်္လာရီတိုင်းထဝယ်မြို့နယ်ထဝယ်နီးပညာတက္ကသိုလ် GTC ရှေ့တွင်စက်ကြေကောက်နေတဲ့စစ်သားများကိုတိုက်ခိုက်ခဲ့ရာစစ်သား3ဦးသေဆုံးပြီးလက်နက်3လက်နှင့်ခဲယမ်းများတင်စီရရှိခဲ့ကြောင်းဒူရကစစ်ကြောင်းတာဝန်ရှိသူထံမှသတင်းရရှိပါရရှင်မတ်လ1ရက်နေ့နနက်6နာရီခန့်တွင်ထဝယ်မြို့နယ်မောင်မဲရှောင်းကျေးရွာရှိထဝယ်နီးပညာတက္ကသိုလ် GTC အရှိတွင်ခရီးသွားပြည်သူများထံမှအတင်းအဓမ္မငွေကြေးကောက်ခံနေတဲ့စစ်သားများကိုတော်လှန်ရေးတပ်ဖွဲ့များကအလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာအပြန်အလှန်ပစ်ခတ်တိုက်ပွဲမိနစ်30ခန့်ကြာမြင့်ခဲ့ကြောင်းသိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုအတွင်းစစ်သား3ဦးသေဆုံးပြီး MA1 အမျိုးအစားတနက်2လက်G3 အမျိုးအစားတနက်1လက်လက်ပစ်ပုံ1လုံး G3G 100တောင်း MAG 100တောင်း MAG ပေါက်5ခုတို့ကိုတင်စီရရှိခဲ့ကြောင်းသိရှိရပါတယ်။အဲတိုက်ခိုက်မှုမှာစစ်ခွေ3ကောင်သေဆုံးပြီးတော့လက်နက်3လက်ရပါတယ်။ရဲဘော်တွေတော့အထီးကိုင်းမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ဒူရကစစ်ကြောင်းမှတာဝန်ရှိသူကပြောပါတယ်။အဆိုပါတိုက်ခိုက်မှုကိုထဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA ရဲ့ဒူရကစစ်ကြောင်းမှရဲဘော်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော်လှန်ရေးတပ်ဖွဲ့ဝင်များအထီးအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းတနိုင်ငံလုံးအတိုင်းအတာဖြင့်စစ်ရေးအရှိန်အဟုန်တိုးမြင့်ဆောင်ရွက်နေတာကြောင့်ပြည်သူများအနေနဲ့စစ်ရေးအထူးတတိပြုသွာလာနေထိုင်ကြရန်နဲ့လေကြောင်းရန်ကာကွယ်ရေးနှင့်ပတ်သက်တဲ့သတင်းအချက်အလက်များလိုက်နာကြပါရန်စစ်သားနှင့်ရဲများပြည်သူရင်ခွင်ခိုလုံ၍အမြန်ဆုံးပူးပေါင်းကြပါရန်ဒူရကစစ်ကြောင်းကတိုက်တွန်းထားကြောင်းသတင်းရရှိပါရရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တော်လှန်ရေးအဖွဲ့အချင်းချင်းမညီညွတ်အောင်စစ်အုပ်စုကပြဿနာမျိုးစိတ်ချနေတာတတိထားတင်ကန်းစာယူဖို့ PNLO ဥက္ကဋ္ဌကတိုက်တွန်းလိုက်တယ်လို့သတင်းရရှိပါတယ်ရှင်။တော်လှန်ရေးဟာကာလရှည်ကြာနေပြီးအဆုံးမသက်နိုင်သေးတာဟာစစ်အုပ်စုကတော်လှန်ရေးအင်အားစုတွေမညီညွတ်အောင်ဖန်တီးနေတာကြောင့်ဖြစ်တယ်လို့ပအိုးအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဥက္ကဋ္ဌဗိုလ်ချုပ်ခွန်သူရိန်ကပြောကြားလိုက်ပြီးတမိုင်းတင်ကန်းစာယူဖို့တိုက်တွန်းလိုက်တယ်လို့သိရှိရပါတယ်။မတ်လ2ရက်နေ့မှာကြာရောက်တဲ့ပအိုးအမျိုးသားနေ့အခမ်းအနားကိုပအိုးအမျိုးသား Federal Council PNFC နဲ့ PNLO တို့ပူးပေါင်းကျင်းပခဲ့ရာဗိုလ်ချုပ်ခွန်သူရိန်ကအခမ်းအနားမှာအမှားစကားပြောကြားပြီးစစ်အုပ်စုရဲ့တွေးခွဲမှုလုပ်ရက်တွေအပေါ်အခုလိုတတိပေးခဲ့တာလို့သိရှိရပါတယ်။ဘာဖြစ်လို့တော်လန်ရေးကအဆုံးမသက်တယ်လဲအပီးတိုင်ဘာဖြစ်လို့မရောက်တယ်လဲဆိုတဲ့အချက်ကိုပြန်ဆန်းစစ်ကြည့်မယ်ဆိုရင်ကျွန်တော်တို့အချင်းချင်းအခြားကအကြောင်းအရာကလေးကိုအကြောင်းပြုပြီးတော့မှ KSS ဖိနှိပ်အုပ်ချုပ်သူတွေဟာအတုံးချပြီးတော့မှအကွဲတဲ့ကိုပြဿနာမျိုးစိတ်တွေချလိုက်တဲ့အခါမှာတော်လန်ရေးအဖွဲ့အချင်းချင်းအကြားမညီမညွတ်ဖြစ်အောင်ဖန်တီးပြီးတွေးကွဲစေတဲ့ပုံတံလောက်လာတာဒီကနေ့အထိပဲဖြစ်ပါတယ်လို့ဗိုလ်ချုပ်ခွန်သူရိန်ကပြောပါတယ်အဲဒီလိုတွေးခွဲမှုကိုတော်လှန်ရေးအင်အားစုတွေအနေနဲ့တော်လှန်ရေးတတိနိုင်ငံရေးတတိနဲ့အထူးတတိထားကုစားဖို့လိုအပ်ကြောင်းလည်း၎င်းကဆိုပါတယ်။ဒါအပြင်ဘလို့အခြေအနေတွေကြုံရသည်ဖြစ်စေအလျှော့မပေးတဲ့အမှန်တရားစိတ်ဓာတ်ကိုလက်ကင်ထားပြီးအောင်ပွဲရတဲ့အထိညီညီညွတ်ညွတ်ဝိုင်းဝန်းဆောင်ရွက်ဖို့လည်းဗိုလ်ချုပ်ခွန်သူရိန်ကတိုက်တွန်းထားပြီးစစ်အာဏာရှင်စနစ်ပြုတ်ကျရေးလက်နက်ကင်တဲ့နှီးအပြင်နိုင်ငံတကာဖိအားတွေတော်လှန်ရေးအင်အားစုတွေရဲ့စီးလုံးညီညွတ်မှုအားတွေကိုအခြေခံပြီးဆောင်ရွက်ဖို့အရေးကြီးကြောင်း၎င်းကတိုက်တွန်းပြောဆိုခဲ့ကြောင်းသတင်းရရှိပါရရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့
စစ်ပွဲအခြေအနေဆိုးရွားလာသောအရှိအလဲပိုင်းဒေသမှာနေရပြန်လို့သောထိုင်းနိုင်ငံသားများကိုထိုင်းအစိုးရကအထူးလေယာဉ်များဖြင့်ကယ်ထုတ်ရန်စီစဉ်နေချိန်မြန်မာနိုင်ငံသားအများစုမှာကဲသူမဲ့နေတယ်လို့ဒေတာတွင်သတင်းရမြစ်များထံမှသတင်းရရှိပါတယ်ရှင်။ အမေရိကန်၊အစ္စရေးနှင့်အီရန်တို့တိုက်ခိုက်မှုများအရှိန်အဟုန်မြင့်လာသဖြင့်စစ်ပွဲအခြေအနေဆိုးရွားလာသောအရှိအလဲပိုင်းဒေသမှာနေရပြန်လို့တဲ့ထိုင်းနိုင်ငံသားများကိုထိုင်းအစိုးရကအထူးလေယာဉ်ဖြင့်ကယ်ထုတ်ရန်စီစဉ်နေချိန်မြန်မာနိုင်ငံသားတချို့မှမူနေရပြန်လို့တော့လေကဲကူသူမဲ့ဖြစ်နေကြောင်းအရှိအလဲပိုင်းရောက်မြန်မာနိုင်ငံသားတချို့ထံမှသိရှိရပါတယ်။ဖေဖော်ဝါရီလ28ရက်နေ့မှာစတင်ခဲ့တဲ့အမေရိကန်၊အစ္စရေးနဲ့အီရန်တို့ရဲ့ပဋိပက္ခတိုက်ပွဲကြောင့်အရှိအလဲပိုင်းဒေသတစ်ခုလုံးပောက်ကွဲတမ်းများဒုံးကျည်များနေညမပြတ်ဖျက်တမ်းမှုများရှိနေကြောင်းထိုအချိန်ထိုင်းအစိုးရကအရှိအလဲပိုင်းဒေသရှောင်းနေရပြန်လို့သောထိုင်းနိုင်ငံသား1000ကိုအထူးလေယာဉ်များဖြင့်ကယ်ထုတ်ရန်စီစဉ်နေကြောင်းထိုင်းဝန်ကြီးချုပ်ကမတ်လ1ရက်နေ့ကထုတ်ဖော်ပြောဆိုခဲ့တယ်လို့သိရှိရပါတယ်။နေရပြန်လို့သူများကိုထိုင်းနိုင်ငံသို့ခေါ်ယူမှာဖြစ်ပြီးနေရမပြန်လို့သောထိုင်းနိုင်ငံသားများကိုလည်းလုံခြုံဘေးကင်းတဲ့နေရာများသို့ရွှေ့ပြောင်းရန်စီစဉ်နေကြောင်းထိုင်းဝန်ကြီးချုပ်ကပြောဆိုထားတယ်လို့လည်းသိရှိရပါတယ်။တို့ရတွင်အရှိအလဲပိုင်းဒေသသို့ရောက်ရှိနေသောမြန်မာနိုင်ငံသားများအနက်တွင်တချို့မှာနေရပြန်ရန်ဆန္ဒရှိကြပြီးအများစုမှာနေရမပြန်လို့ကြကြောင်းနေရပြန်လို့သောမြန်မာနိုင်ငံသားတချို့အတွက်မြန်မာအကြမ်းဖက်စစ်တပ်ကညီတိဆောင်ရွက်ချက်မှလှုပ်ဆောင်ခြင်းမရှိဘူးလို့လည်းအရှိအလဲပိုင်းဒေသရောက်မြန်မာနိုင်ငံသားများထံမှသိရှိရပါတယ်။လက်ရှိတွင်အရှိအလဲပိုင်းဒေသရှိအကြမ်းဖက်စစ်တပ်လက်အောက်ခံတန်ယုံများနှင့်ကောင်စစ်ဝင်ယုံကတတိထားနေထိုင်ကြရန်ထုတ်ပြန်ချက်တစ်ခုသာထုတ်ပြန်ထားပြီးလုံခြုံရေးအတွက်စီမံမှုမကြားသိရကြောင်းကူဝိတ်နိုင်ငံရောက်မြန်မာအလုပ်သမားတချို့ထံမှသိရှိရပါတယ်။ UAE နှင့်ကူဝိတ်တို့တွင်ပောက်ကွဲမှုများနှင့်ဒုံးကျည်ပစ်ခတ်မှုများနေ့စဉ်ကြားနေရပြီးအလုပ်တချို့လည်းပိတ်ထားကြောင်းသက်ဆိုင်ရာနိုင်ငံရဲ့အစိုးရများကအချိန်နှင့်တပြေးညီဆောင်ရန်ရှောင်ရန်များထုတ်ပြန်ပေးနေပြီးလက်ရှိအချိန်တွင်မူပြည်သူများအနေနဲ့လုံလုံခြုံခြုံနှင့်သွာလာစားတောက်နေထိုင်နေသေးကြောင်း UAE ရောက်မြန်မာနိုင်ငံသားများထံမှသိရှိရပါတယ်။ထိုင်းနိုင်ငံအစိုးရအနေနဲ့မူအရှိအလဲပိုင်းဒေသအရေးပေါ်အခြေအနေနဲ့ပတ်သက်လို့ထိုင်းနိုင်ငံသားများကိုကယ်ထုတ်နိုင်ရန်ထိုင်းလေတပ်နဲ့ပူးပေါင်းကလေယာဉ်များအစဉ်အသင့်လှုပ်ဆောင်ထားတဲ့အပြင်24နာရီအရေးပေါ်ဆက်သွယ်ရေးစနစ်တည်ဆောက်ထားကသက်ဆိုင်ရာထိုင်းတန်ယုံများနဲ့ဆက်သွယ်ပူးပေါင်းဆောင်ရွက်နေတယ်လို့ထိုင်းသတင်းများတွင်ဖော်ပြထားကြောင်းသိရှိရပါတယ်။ထိုင်းနိုင်ငံက UAE နိုင်ငံဒူဘိုင်းမြို့တွင်ရောက်ရှိနေတဲ့နေရပြန်လို့သည့်ထိုင်းနိုင်ငံသား1000ဝန်းကျင်ကိုအိုမန်နိုင်ငံမတ်စကတ်မြို့သို့ကုန်းလမ်းမှခေါ်ထုတ်ကအိုမန်နိုင်ငံလေဆိပ်တွင်အထူးလေယာဉ်များဖြင့်ထိုင်းနိုင်ငံသို့ပြန်လည်ခေါ်ဆောင်မှာဖြစ်ကြောင်းထိုင်းအစိုးရကတရားဝင်သတင်းထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အကြမ်းဖက်စစ်တပ်ဟာတော်လှန်ရေးအင်အားစုများနဲ့ပြည်သူကိုတွေးခွဲတက်ရှို့ရန်အတွက်ဆိုရှယ်မီဒီယာအားဒုတိယစစ်မျက်နှာအဖြစ်အသုံးချကသတင်းတုသတင်းမှားနဲ့အကြောက်တရားများကိုစနစ်တကျထိုးစစ်ဆင်လျက်ရှိကြောင်းမြန်မာစစ်ဘက်ရေးရာနဲ့လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI ထံမှသတင်းရရှိပါရရှင်။ MDSI ကထုတ်ပြန်လိုက်တဲ့တတိပြုတင်ဖွဲ့ရာစစ်ကောင်စီတပ်စိတ်သက်စစ်စင်ရေးအစီရင်ခံစာတွင်အဆိုပါအတိုင်းဖော်ပြထားသလိုရင်းစိတ်သက်စစ်စင်ရေးဟာလူထုအတွင်းတန်တရားပွားစေရန်နှင့်တော်လှန်ရေးအင်အားစုများအကြားယုံကြည်မှုပြတ်ပြားစေရန်ရည်ရွယ်သဖြင့်မိမိတို့ရရှိလာတဲ့သတင်းအချက်အလက်များကိုမမျှဝေပြီးစနစ်တကျစီစစ်ရန်အထူးအရေးကြီးကြောင်းလည်းတိုက်တွန်းထားတယ်လို့သိရှိရပါတယ်။တာရကများအနေနဲ့ပဝမျိုးသားအဖွဲ့ချုပ် PNO နဲ့ကရင်ပြည်သူ့ကာကွယ်ရေးတပ် KMDF တို့အကြားတပ်ရှို့ရန်တိုက်ပေးရှင်KIA နဲ့ TLD တို့အကြားတပ်ရှို့တွေးခွဲခြင်းများကိုအရှိန်အဟုန်ဖြင့်စနစ်တကျလှုပ်ဆောင်ခဲ့ကြောင်းလည်းသိရှိရပါတယ်။စိတ်ဓာတ်စစ်စင်ရေးဟာပြည်သူများရဲ့စင်ကြင်တုံတရားဝေဝါးနေချိန်နဲ့စိတ်လှုပ်ရှားမှုမြင့်တက်နေချိန်များတွင်သာအခွင့်အာဏာသဖြင့်ပြည်သူများအနေနဲ့စိတ်ပိုင်းဆိုင်ရာကာကွယ်ရေးတိုင်းကိုခိုင်မာစွာတည်ဆောက်ထားရမယ်လို့လည်းအဆိုပါအဖွဲ့ကအကြံပြုထားတယ်လို့လည်းသိရှိရပါတယ်။လက်ရှိတွင်ဝ
ဝါဒပြန့်ချီရေးနဲ့စိတ်ဓာတ်စစ်ဆင်ရေးတို့ကိုစစ်တပ်သားမကစစ်ကော်မရှင်ပြန်ကြားရေးအပါအဝင်ဌာနဆိုင်ရာအသီးသီးကဗတ်စုံမှအသုံးချလျက်ရှိပြီးလူမှုကွန်ရက်စာမျက်နှာများကိုစိတ်ဓာတ်စစ်ဆင်ရေးနဲ့ဝါဒဖြန့်ချီရေးအတွက်အဓိကပလက်ဖောင်းများအဖြစ်ဖော်ဆောင်ရရှိရာသတင်းအမှားများထက်တဝက်မှန်တဝက်လိန်သတင်းမျိုးကပို၍အနေရကြီးကြောင်းအစီရင်ခံစာမှာဖော်ပြထားတယ်လို့လည်းသိရှိရပါတယ်။ဒါအပြင်စစ်တပ်ရဲ့ပြည်သူ့ဆက်ဆံရေးနဲ့စိတ်ဓာတ်စစ်ဆင်ရေးဌာနဟာKSS စစ်အာဏာရှင်များတပ်ဆိုရှိရေးအတွက်ဝါဒဖြန့်ချီရေးနဲ့စန့်ကျင်ဘက်နိုင်ငံရေးအင်အားစုများကိုတပ်ရှိုးဖြိုခွဲနိုင်ရန်စိတ်ဓာတ်စစ်ဆင်ရေးလုပ်ငန်းများအားအဓိကလှုံ့ဆော်ပေးတဲ့ညွှန်ကြားရေးမှူးရုံးအစဉ်ဌာနကြီးဖြစ်ကြောင်းတင်ရရှိပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့မွန်ပြည်နယ်ရေးမြို့နယ်အောင်တပြေရွာအနီးယာယီတပ်ဆွဲထားတဲ့စစ်တပ်စစ်ကြောင်းနဲ့တန်ဖြူစရက်မြို့နယ်ထင်းရှူရဲစခန်းကိုမွန်တနင်္သာရီညီနောင်ဒရုန်းတပ်ပေါင်းစုကပုံကျဲတိုက်ခိုက်ခဲ့ကြောင်းမွန်ပြည်တော်လှန်ရေးတပ် MSRF ထံမှသတင်းရရှိပါတယ်ရှင်။အဆိုပါစစ်စင်ရေးကိုဖေဖော်ဝါရီလ28ရက်နေ့နဲ့မတ်လ1ရက်နေ့မှာမွန်တနင်္သာရီညီနောင်ဒရုန်းတပ်ပေါင်းစုကဖော်ဆောင်ခဲ့တာဖြစ်ပြီးအဆိုပါတပ်ပေါင်းစုတွင်မွန်ပြည်တော်လှန်ရေးတပ် MSRF ပြည်သူ့ကာကွယ်ရေးတပ်မတော်နီးပြူဟာ33ကွက်ကဲမှုအောက်ရှိကံပေါပြည်သူ့ကာကွယ်ရေးတပ်ရင် KPDF အမှတ်8002တပ်ရင်ရေးပြောက်ကြားတပ်ရင် YGF အမှတ်8001တပ်ရင်ဒရုန်းတပ်ဖွဲ့တွေနဲ့စုဖွဲ့ထားတဲ့ဒရုန်းတပ်ပေါင်းစုဖြစ်တယ်လို့သိရှိရပါတယ်။မွန်တနင်္သာရီညီနောင်ဒရုန်းတပ်ပေါင်းစုဟာဖေဖော်ဝါရီလ28ရက်နေ့မှာရေးမြို့နယ်မြောက်ပိုင်းအောင်တပြေရွာအနီးတွင်ယာယီစခန်းချနေတဲ့ပြည်သူစစ်ကြောင်းအားဒရုန်းပုံးတီ၄လုံးကျဲချတိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီတပ်တေဆုံးထိခိုက်စုံစမ်းနေဆဲဖြစ်တယ်လို့လည်းသိရှိရပါတယ်။ဒါအပြင်မတ်လ1ရက်နေ့မှာလည်းတန်ဖြူစရက်မြို့နယ်ထင်းရှူးရွာအခြေစိုက်ရဲစခန်းကိုဒရုန်းပုံးတီ၄လုံးကျဲချတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်က3ဦးထိခိုက်ခဲ့တယ်လို့လည်းမွန်ပြည်တော်လှန်ရေးတပ် MSRF ထံမှသိရှိရပါတယ်။ MSRF နဲ့ညီနောင်တပ်တွေဟာဖေဖော်ဝါရီလ21ရက်နေ့22ရက်နေ့နဲ့23ရက်နေ့တွေမှာမွန်ပြည်နယ်တန်ဖြူစရက်မြို့နယ်အနင်းရဲစခန်းကိုဒရုန်းနဲ့ပုံးတိချတိုက်ခိုက်ခဲ့တယ်လို့ရေးမြို့နယ်အတွင်းစစ်တပ်စစ်ကြောင်းကိုလည်းတိုက်ခိုက်ခဲ့သေးတယ်လို့လည်းသိရှိရပါတယ်။ရေးမြို့နယ်အောင်တပြေရွာအနီးတိုက်ပွဲတွင်စစ်တပ်က9ဦးသေဆုံးခဲ့တယ်လို့MSRF ရဲဘော်2ဦးလည်းကြာဆုံးခဲ့တယ်လို့သိရှိရပြီး MSRF ပါဝင်တဲ့ညီနောင်တပ်ဖွဲ့တွေဟာဖေဖော်ဝါရီလ24ရက်နေ့တွင်လည်းရေးမြို့နယ်ခေါ်စာမြို့ဈေးရှိကင်းပတ်နေတဲ့စစ်ကောင်စီတပ်ကိုတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေတေဆုံးထိခိုက်ရှိခဲ့တယ်လို့သတင်းရရှိပါတယ်ရှင်။